အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Premiere Pro ထဲမှာအသုံးပြုလို့အဆင်ပြေမဲ့ Title Template တွေ Transition Template တွေကို website တွေထဲကနေဘယ်လိုမျိုး download လုပ်ရမလဲ download လုပ်ပြီးပြီဆိုရင် Premiere Pro ထဲမှာစနစ်တကျဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာမျှဝေချင်ပါတယ်ဒါကတော့ Premiere Pro ကိုအခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအတွက်ကိုမျှဝေခြင်းဖြစ်ပါတယ်အရင်ဆုံး download လုပ်တဲ့နည်းလမ်းကိုမျှဝေပါမယ် Chrome browser ထဲကိုသွားပါမယ်ဒီထက်မှာကျွန်တော်တို့ရိုက်ထည့်ရမှာ MIH KID ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ပြီးရင်တော့ .com ပေါ့နော် Okay ဒီလိုလေးရိုက်ထည့်လိုက်မယ်ဒီ website ထဲမှာဆိုရင်သူ့ထဲမှာတင်ပေးထားတဲ့ template တွေကကျွန်တော်တို့ free သုံးလို့ရတယ်ကိုကြိုက်တယ်လို့သုံးလို့ရတဲ့ template တွေဖြစ်ပါတယ်သူ enter ခောက်လိုက်မယ် Okay ဒီ website ထဲမှာပေါ့နော်ဒီ website ထဲမှာတော့အများကြီးရှိတယ်ကျွန်တော်အောက်ဆုံးထိဆွဲထည့်လိုက်မယ်ဒီဘက်မှာတော့သူက video ရှိတယ် music ရှိတယ်ဒီဘက်မှာတော့ sound effect တွေလည်းပါတယ် Premiere Pro အတွက်လည်းပါတယ် After Effects အတွက်လည်းပါတယ်ပေါ့နော်ပြီးရင် Final Cut Pro အတွက်လည်းပါတယ်ဒါတော့ကိုယ်အသုံးပြုခြင်းနဲ့ software အတွက်ကို download လုပ်မှာဖြစ်ပါတယ်ကျွန်တော်ကကြတော့ Premiere Pro အတွက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုနှိပ်လိုက်မယ်ဒါကတော့ Premiere Pro အတွက်ကိုကျွန်တော် download လုပ်မှာဖြစ်ပါတယ်ဒီပုံမှာကျွန်တော်တို့ transition လားကိုလိုချင်တဲ့ကိုအသုံးပြုခြင်းနဲ့ template ကို download လုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာတော့ဒီ title လေးကိုပဲကျွန်တော်နမူနာပြလိုက်ပါမယ် title ထဲဝင်လိုက်မယ်ပြီးရင် title ကိုလည်းကျွန်တော်တို့ကိုကြိုက်တဲ့ကိုလိုချင်တဲ့ပုံစံလေးတွေကိုလိုက်ပြီးဒီထဲမှာလိုက်ရှာလို့ရတယ်ဒီအောက်မှာတော့ဒီမှာ1 2 3လေးဆိုပြီးတော့အများကြီးရှိတယ်เนาะဒီထဲမှာသူ့ရဲ့ page တွေထဲမှာဝင်ရောက်ပြီးတော့ရှာပြီးတော့ကျွန်တော်တို့က download လုပ်လို့ရပါတယ်ကို download လုပ်မဲ့ဒီ title လေးကိုတွေ့ပြီဆိုရင်ကျွန်တော်သူ့ကိုတစ်ချက်နှိပ်လိုက်မယ်ဒီလိုနှိပ်ပြီးသွားပြီဆိုရင်ဒီဘက်မှာရှိနေတဲ့ download free template ဆိုပြီးတော့နှိပ်လိုက်ပါဒါဆိုရင်တော့ auto download လုပ်ပေးပါလိမ့်မယ်ဒီအောက်မှာသူက Premiere Pro ဒီဘက်မှာတော့ MOGRT ဆိုတာ motion graphic template ကိုပြောတာဖြစ်ပါတယ်เนาะသူကအတူကောက်ရေးထားတာဖြစ်တယ် motion graphic template ဖြစ်ပါတယ်ဒီကကြတော့ကျွန်တော်တို့အရင်တင်သုံးလို့ရတယ်ပေါ့เนาะသူ့ကို download free template ကိုနှိပ်လိုက်ပြီဆိုရင် download ဆွဲနေပါလိမ့်မယ် okay ကျွန်တော်ကတော့ဒါ download မဆွဲတော့ဘူးပေါ့เนาะမိတ်ဆွေတို့တော့အဲ့ဒီ website ထဲမှာကိုလိုချင်တဲ့ template တွေ transition တွေကိုလိုက်ရှာပြီးတော့ download လုပ်လို့ရပါတယ်။ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဘယ်လိုမျိုးအသုံးပြုမလဲဆိုတာကိုဆက်ပြီးတော့ကျွန်တော်မျှဝေပါမယ်။အရင်ဆုံးကျွန်တော်တို့ file ထဲကိုဝင်လိုက်မယ်။ download ထဲဝင်လိုက်ပြီဆိုရင်ဒါကျွန်တော် download လုပ်ထားတာပေါ့နော်။ download လုပ်ထားပြီးပြီဆိုရင်ဒီလိုမျိုး zip file လေးတွေနဲ့သူကတွေ့လိမ့်မယ်။ zip file လေးတွေကိုကျွန်တော်တို့ double click ခောက်ပြီးတော့ဖွင့်လိုက်မယ်။ကျွန်တော်တို့ download လုပ်လိုက်တာက project file လားဒီလိုမျိုး motion graphic template file လားဆိုတာကိုကြည့်ဖို့လိုအပ်ပါတယ်။ဒီမှာဆိုရင်MOGRT ဆိုပြီးတော့ပေါ်နေတယ်ဒါကကြတော့ motion graphic template ဖြစ်ပါတယ်ဒါဒီ file ကကြတော့ကျွန်တော်တို့ Premiere Pro ထဲမှာအသုံးပြုမယ်ဆိုရင်တခြား file တွေမလို့တော့သူက auto ထည့်သွင်းပြီးတော့ပုံမှန်အသုံးပြုလို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာနောက်ထပ်တစ် file ပြပါမယ် Okay ဒီ file မှာဆိုရင်ကြည့်လိုက်ပါနော်ဒီမှာဆိုရင်သူက project ပုံလေးနဲ့လည်းပါတယ်ဒီဘက်မှာလည်းသူကရေးထားတာ Adobe Premiere project ဆိုပြီးတော့သူရေးထားတယ်เนาะဒီ project file နေမှာဆိုရင်ကျွန်တော်တန်းပြီးတော့အသုံးပြုလို့မရဘူးသူ့မှာချိတ်ပေးရမှာဒီအပေါ်မှာရှိနေ SF file လေးနဲ့ချိတ်ပြီးတော့မှအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီနှစ်မျိုးရှိတယ်ပေါ့နော် Okay ပထမတစ်မျိုးကျွန်တော်ခုနက motion graphic file လေးကိုကျွန်တော်အသုံးပြုတဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပါမယ်เนาะပထမဆုံးကျွန်တော်သူ့ကိုဖွင့်လိုက်မယ်သူ့ကို double click ခောက်ပြီးတော့ဖွင့်လိုက်မယ်ပြီးရင်တော့ဒီအလဲမှာရှိနေတဲ့ MOGRT ဆိုတဲ့ဒီ file လေးကိုကျွန်တော်တနေရာရာလေးသွားပြီးတော့သူ့ကိုတင်လိုက်မယ်ပေါ့နော်သူ့ကို copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော်ဘယ်နေရာသွားတင်မလဲဆိုတော့ okay ဒီနေရာပဲကျွန်တော်သွားထားလိုက်မယ်သူ့ကို paste ချလိုက်မယ် okay ဒီမှာနော်449ဆိုတဲ့ motion graphic file လေးပါနော်ဟုတ်ပြီသူ့ကိုဒီလိုမျိုးထားပြီးပြီဆိုရင်ကျွန်တော်တို့က Premiere Pro ကိုဖွင့်လိုက်ပါကျွန်တော်ဖွင့်ပြီးသားပေါ့နော် window ထဲကိုဝင်လိုက်မယ်ပြီးရင်တော့ Essential Graphics ဆိုတဲ့ထဲကိုချက်ဝင်လိုက်မယ်ကျွန်တော်ဒီအပေါ်မှာတော့ browse ဆိုတဲ့ထဲကိုရွေးထားမယ်ပြီးရင်ဒီအောက်ဆုံးမှာရှိနေတဲ့ဒီမှာ install motion graphic template ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ခုနကကျွန်တော်တို့သိမ်းခဲ့တဲ့နေရာလေးပေါ့နော်ထားခဲ့တဲ့နေရာလေးကိုတွားရှာပြီးရမှာဖြစ်တယ်နော်ဒီမှာじゃကျွန်တော်ဒီမှာဖွင့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ drive ထဲကိုသူကပေါ်နေရနော်ဒီမှာခုနက449ဆိုတဲ့ motion graphic file လေးဖြစ်တယ်သူ့ကိုတစ်ချက်နှိပ်ပြီးတော့ open ဖွင့်ပေးလိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်တို့ခုနကချလိုက်တဲ့ထည့်လိုက်တဲ့ဒီ template လေးကဒီထဲမှာပေါ်နေပါလိမ့်မယ်ဒီမှာဆိုရင်ပေါ်နေပြီပေါ့နော်ဒါလေးကိုလိုက်ပြီးတော့
ကိုထည့်လိုက်တဲ့ file လေးကဘယ် file လေးလဲဆိုတော့ လိုက်ပြီးတော့ရှာလို့တော့ရရင်နော်လိုက်ရှာကြည့်ပါဒီမှာဆိုကျွန်တော်ဒီမှာထည့်လိုက်တာဒီ file လေးပေါ့နော်ဒီ file လေးဝင်နေလိမ့်မယ်ဒါကကြတော့ဒီ motion graphic template file ကိုထည့်တဲ့နည်းပေါ့နော် window ထဲကိုဝင်မယ်ပြီးရင် Sunshine graphic ထဲကိုဝင်မယ်ပြီးတော့ဒီအောက်မှာရှိနေတဲ့ဒီ browse ထဲမှာနော်ဒီ edit ထဲမှာဆိုတော့သူပေါ်မှာမဟုတ်ဘူးဒီ browse ထဲကိုဝင်ပြီးတော့မှဒီအောက်မှာရှိနေတဲ့ install motion graphic template ဆိုတဲ့ထဲကိုဝင်ပြီးတော့ကျွန်တော်တို့ထားခဲ့တဲ့နေရာလေးကိုတွားပြီးတော့ဖွင့်ပြရမှာဖြစ်တယ်ဒါကြတစ်မျိုးပေါ့နော်โอเคနောက်ထပ်ခုနကတော့ဒုတိယမြောက်ကျွန်တော်နောက်ထပ်တစ်ခုက project file ကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်မယ် file နဲ့ဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ download တွေကโอเคခုနကတော့ကျွန်တော်ဖွင့်ပြခဲ့တဲ့ဒီ file လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဒီမှာသူက project file ပေါ့နော်ဒီ project file လေးနဲ့အပေါ်မှာရှိနေတဲ့ asset folder လေးနဲ့ကိုကျွန်တော်နှစ်ခု select ပေးပြီးတော့ right click နှိပ်ပြီးတော့ copy ယူလိုက်မယ်ပြီးရင်တော့ခုနလိုပဲဒီ drive ထဲကိုဝင်ပြီးတော့ကျွန်တော်ထည့်လိုက်မယ်မိတ်ဆွေတို့တော့တခြား folder တွေထဲမှာလည်းထည့်လို့ရတယ်နော်ကျွန်တော်ကကြတော့လွယ်တာမလို့ဒီ drive ထဲကိုပဲကျွန်တော်ထည့်လိုက်တာဖြစ်တယ်သူ့ bus ပေးလိုက်မယ်โอเคဒီမှာဆိုရင်သူကဒီနှစ်ဖိုင်ရောက်လာပြီနော်ဒီမှာတော့ဒီနှစ်ဖိုင်လုံးရောက်လာပြီ433ဆိုတဲ့ဒီ file လေးပေါ့နော်သူ့ရဲ့ဒီ asset file လေးကိုတွဲရောက်လာပြီ Premiere Pro ထဲကိုကျွန်တော်သွားလိုက်မယ်ပြီးရင်တော့ project panel ထဲကိုရောက်ပြီဆိုရင်ဒီမှာ bin file လေးတစ်ဖိုင်ကျွန်တော်တည်တံ့တိဆောက်လိုက်မယ်ဘာကြောင့်လဲဆိုတော့ပို့ပြီးတော့မှတ်မိသွားအောင်လို့ပေါ့နော်ဒါကြောင့်မလို့ပါဒီ bin file လေးပေါ်မှာ right click နှိပ်ပြီးတော့ import လုပ်လိုက်မယ်ပြီးရင်တော့ဒီ drive ထဲကနေကျွန်တော်တို့ခုနထည့်ထားတဲ့433ဆိုတဲ့ project file လေးကိုရွေးပြီးတော့ open နှိပ်လိုက်မယ်ပြီးရင်သူ့ကို okay ပေးလိုက်မယ် okay ပေးလိုက်ပြီဆိုရင်ဒီလိုမျိုးသူကဒီ link media ဆိုတဲ့ပေါက်လေးကြာလာလိမ့်မယ်ဒါကကြတော့ဘာကိုပြောတာလဲဆိုတော့ကျွန်တော်ဒီ project file ထဲမှာအသုံးပြုထားတဲ့ကျွန်တော်ဒီ video တွေ music တွေတခြားကျွန်တော်ဒီ effect တွေကိုသူကရှာလို့မတွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ link file လေးကြာလာတာဖြစ်တယ်ဒီ link file လေးကြာလာပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီ file နဲ့ကျွန်တော်တို့ခုနကတော့ဒီ copy ယူခဲ့တဲ့ asset file လေးနဲ့သွားပြီးချိတ်ပြရမှာဖြစ်ပါတယ်အဲ့ဒီ asset file ထဲမှာကျွန်တော်တို့ဒီ project ထဲမှာအသုံးပြုထားတဲ့ဗီဒီယိုတွေပဲဖြစ်ဖြစ်ပုံတွေပဲဖြစ်ဖြစ်ပေါ့နော် audio တွေအဲ့ဒီထဲမှာပါတာဖြစ်တယ်ဒါကြောင့်မလို့သူ့ကို link သွားချိတ်ပေးရမှာဖြစ်ပါတယ်သူ့ကို link ချိတ်ပေးဖို့အတွက်က locket ဆိုတဲ့ထဲကိုဝင်လိုက်မယ်သူ့ထဲဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ခုနကတော့ထည့်ခဲ့တာကြတော့ဒီ drive ထဲမှာထည့်ခဲ့တာပေါ့နော်ဒီ drive ထဲကိုကျွန်တော်ဖွင့်ကြည့်လိုက်မယ်ဒီ drive ထဲကိုကျွန်တော်တို့ဝင်ကြည့်ရမှာဖြစ်တယ်โอเคဒီမှာဒီ drive ပေါ့နော်သူ့ကိုကျွန်တော်ဖြည့်လိုက်မယ်ဖြည့်ချလိုက်ပြီဆိုရင်ကျွန်တော်တို့ထည့်လိုက်တဲ့ခုနကတော့ဒီ asset ဆိုတဲ့ file လေးပေါ့နော် asset ဆိုတဲ့ folder လေးပေါ်မှာတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာရှိနေတဲ့ search ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင် तू က auto သူကိုယ်တိုင်ရှာပေးပါလိမ့်မယ်နော်သူ့ဒီမှာ s ရှာပေးလိုက်မယ် search ကိုနှိပ်လိုက်တာနဲ့ तू က auto ရှာပေးမှာဖြစ်ပါတယ်သူ့ထဲမှာအသုံးပြုထားတဲ့ file တွေမှန်သမျှအားလုံး तू ကရှာပေးလိမ့်မယ်အခုလိုမျိုးပြီးသွားပြီဆိုရင်တော့ဒီဘက်မှာရှိနေ okay ကိုပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ခုနကတော့ထည့်လိုက်တဲ့ project file လေးကဒီထဲမှာsorry အသုံးပြုလို့ရသွားပါပြီဒီထက်မှာသူအသုံးပြုထားတဲ့ file တွေအားလုံးပါပါတယ်ဒါ transition တွေပေါ့နော် transition တွေပါတယ်တခြားသူအသုံးပြုထားတဲ့ video တွေပဲဖြစ်ဖြစ်တခြား effect တွေရောသူကဒီထဲမှာတွေ့ရမှာဖြစ်တယ်ဒီမှာဆိုရင်သူက transition ပေါ့နော် transition ကိုသူကသုံးထားတာဖြစ်တယ်ဒီမှာဆို transition တစ်ခုပါတယ်ပေါ့နော်ဒီမှာဆိုရင်အသုံးပြုထားတာကကျွန်တော် adjustment layer လည်းသုံးထားတယ်ဒီ light effect တွေပေါ့နော်သုံးထားတာဖြစ်တယ်ဒါတွေကကျွန်တော်တို့အသုံးပြုမယ်ဆိုရင်ဒီထက်ကနေယူပြီးတော့ဒီလိုဆွဲချပြီးတော့ပဲကျွန်တော်တို့အသုံးပြုလိုက်ရုံပါပဲဒီမှာတော့ဒီ sequence ကတော့ကိုလိုချင်တဲ့ပုံစံတိုင်းကိုယူလိုက်လို့ရရပေါ့နော်သူ့ကို chain sequence ဆို chain sequence ပေါ့နော်ဒီလိုမျိုးယူပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါတော့သူက transition တွေပါတဲ့အတွက်ကြောင့်မလို့ transition တွေဖြစ်ပါတယ်ဒါတိုင်တယ်ဆိုရင်လည်းတိုင်တယ်ပဲပေါ့နော်ခုနကတော့ကျွန်တော်တို့ထည့်ခဲ့တဲ့ပထမဆုံးကျွန်တော်တို့ထည့်ခဲ့တဲ့ဒီ motion graphic ထဲက file လေးဆိုရင်လည်း okay ဒီအောက်ဆုံးအကောင်လေးပေါ့နော်သူ့ကိုကျွန်တော်ဆွဲထည့်လိုက်မယ်ပုံမှန်တိုင်းပဲကျွန်တော်တို့အသုံးပြုလို့ရတယ်သူ့ကိုလည်း okay သူ့ပေါ်မှာတစ်ချက်နှိပ်လိုက်မယ်သူ့ပေါ်မှာတစ်ချက်နှိပ်လိုက်ရင်ဒီထက်မှာကျွန်တော်ပြင်လို့ရတဲ့ဟာတွေအများကြီးပါတယ်เนาะဒီမှာ name ဆိုရင်လည်း name တွေပြင်မယ်သူ့ရဲ့ဒီ tab ဆိုရင်လည်း tab ပေါ့เนาะဒီ color ဆိုရင်လည်း color ပေါ့เนาะဒါတွေကိုပြင်ဖို့အတွက်ကဒီထက်မှာအများကြီးရှိပါတယ်အဲဆိုရင်တော့ Premiere Pro ကိုခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေလည်းအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုကျွန်တော်မျှဝေခဲ့တဲ့ဒီ website လေးတွေကနေပြီးတော့တိုင်တယ်တွေတခြားကျွန်တော်ဒီ
background music တွေပဲဖြစ်ဖြစ် sound effect တွေပဲဖြစ်ဖြစ် transition template တွေပဲဖြစ်ဖြစ်အဲ့ဒီထဲမှာ free download လုပ်ပြီးတော့အသုံးပြုလို့ရပါတယ်အဲ့ဒီ website က free ပေးတာပေါ့နော်အသုံးပြုလို့ရပါတယ်ဆိုတော့အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကအခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့တဲ့ဆိုရင်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေခင်ဗျာနောက်ဗီဒီယိုကြမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ